ထိုင်းနဲ့ကစားတာအဲ့ပထမကျွန်တော်တို့ထင်တယ်ကျွန်တော်တို့အုပ်စုထဲမှာထိုင်းပါတယ်အဲ့တော့ကျွန်တော်တို့ပွဲမကစားပြန်မိုးရွာခဏကမြန်မာရက်ပဲဘာလို့မိုးရွာကျွန်တော်တို့ရန်ကုန်မှာဆိုလဲအဲ့လိုမျိုးဒီရှေ့ဧပြီအဲ့လောက်မှာမိုးရွာတာမရတာဟုတ်အဲ့တော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကြော်ကိုပြောပြရဲကြော်ကိုရဲ့မှာဘောလုံးသမားဘဝအကြောင်းအပိုင်း3ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကိုကြော်ကိုကြီးမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီပြီးခဲ့တဲ့အပိုင်းနဲ့မှာတော့ကိုကြော်ကိုရဲ့မှာအားကစားသိပ္ပံနေ့ရက်တွေအကြောင်းကိုကျွန်တော်တို့ပြောခဲ့ရပေါ့နော်ကျွန်တော်တို့ဒီအပိုင်း3လေးမှာတော့ကိုကြော်ကိုရဲ့မှာဒီလက်ရွေးစင်လူငယ်ကစားသမားဘဝစပါတဲ့အကြောင်းကိုပြောမယ်ပေါ့နော်ဆိုတော့ကိုကြော်ကိုတို့ဒီစတင်ရွေးချယ်ခဲ့ပုံအကြောင်းကိုလည်းကျွန်တော်တို့ပြောပြပေးခဲ့ပါအောင်ဗျာဟုတ်ကဲ့ကျွန်တော်တို့အဲ့အချိန်တုန်းကကျွန်တော်တို့ဒီဆောင်းပွဲကာလာပေါ့နော်ဆောင်းပွဲကာလာမှာပဲဆရာဒီစီကနေတရင်ကြတော့အသားတို့ဒီကာလာဒီဆောင်းပွဲပြီးရင်မင်းတို့ဒီနိုင်ငံခြားခီးစီစဉ်ပေါ့နော် first day ပဲလေးတစ်ခုရှိတယ်အဲ့ဒါမလို့လူရွေးဝဲသွားရွေးရမယ်ဆိုပြီးတော့ဆရာကနေပြီးတော့ပြောခဲ့တယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီဆောင်းပွဲဖြည့်ပြီး3လပိုင်းကျော်4လပိုင်းထဲမှာ4လပိုင်းကျွန်တော်ဒီတကြံကာလာတွေတကြံကာလာတွေမှာပဲကျွန်တော်တို့အဲ့မှာရန်ကုန်မှာသွားပြီးတော့ပြိုင်ပွဲသဘောမျိုးပေါ့၄သင်းပတ်လေပြိုင်ပွဲသဘောမျိုးကစားရတယ်ရန်ကုန်သိပ္ပံရယ်မန္တလေးသိပ္ပံရယ်နောက်ပြီးတော့မျိုးဆက်တစ်လူငယ်2သင်းပါမယ်နဲ့4သင်းပတ်လေကစားရတာပေါ့ကျွန်တော်အဲ့တုန်းလည်းထင်တယ်ဒီရန်ကုန်သိပ္ပံကကျွန်တော်မှတ်မိတဲ့လောက်ကဆိုရင်ဒီဘူးဒီတို့ဘာလို့ပါတယ်သူတို့ကတော့အဲ့လိုမျိုးနည်းနည်းအဲ့တုန်းကကျန်နေတက်ကြော်ကစားသမားဆိုအဲ့လိုပုံစံမျိုးနဲ့ဝင်ကစားရတယ်တူတယ်သူကကောင်းတယ်တော်ကောင်းတယ်ဟို PAR ပါညာသူတင်းကိုတွေ့ရတာပေါ့နော်ကစားတာကျွန်တော်တို့နိုင်သွားတယ်နည်းနည်းတူပါတယ်ဘယ်နှဝေးရလဲမသိကျွန်တော်တို့အဲ့လိုမျိုးစားပုံလည်းကောင်းတယ်အဲ့တော့လူရွေးလိုက်တယ်ပေါ့အယောက်40ရွေးတယ်အယောက်40ရွေးတယ်မှာဒီမန္တလေးတိတ်ပံလည်းအများဆုံးပါတယ်ဒီရန်ဝင်းတို့တော်များများကျွန်တော်တို့ဒီတငယ်ချင်းတွေတော်တော်များများပါတယ်အယောက်40စုပြေတို့ငိမ့်ညံဆိုတို့တော်တော်များပါတယ်အယောက်40တဲမှာပေါ့နော်ဒီတသိန်းလုံးနီးပါကျွန်တော်ထင်10ယောက်ကျော်နီးပါလောက်ကိုပါတယ်ကျွန်တော်ဒီရန်ကုန်မှာပဲရန်ကုန်ဒီရင်တော့ကျွန်တော်လည်းအဲ့တော့ပိုက်ကြောက်ချင်းဆောင်တို့လက်ဝဲဆောင်တို့အဲ့အဆောင်တွေဘက်မှာအခုဆိုတော့ဟိုတယ်တွေဖြစ်ကုန်အဲ့အောက်မှာကျွန်တော်တို့စကန်သွင်းရတယ်အဲ့တော့နီးပြကျုံနေတဲ့ဆရာဦးစိုးမိုးအရင်တော့စီပွားကူတန်းလက်ထောင်နီးပြအခုဒီ profession မှာဆိုလေရေးစဉ်ဆရာရှိမြေတော့ဒီ Steven နဲ့ဆရာညံဝင်းတို့နဲ့လက်ထောင်နီးပြဟုတ်ကဲ့ဗျာသူကတော့နီးပြကျုပ်အဲ့တော့နီးပြကျုပ်အဲ့တော့ကျွန်တော်တို့ဒီရန်ကုန်မှာပဲကျွန်တော်တို့လေးသိန်းပတ်လက်ကံပြီးတော့ရွေးခဲ့ရလူပြေးအဲ့မှာကန့်တစ်ခါတည်းခေါ်ထားတယ်ကန့်တစ်ခါတည်းဝင်ရတယ်ပထမဆုံးကိုကျော်ကိုအနေနဲ့ဒီလူငယ်လေးစဉ်စရွေးခံရပြီလို့လူစင်းဖြတ်လိုက်တော့ပါသွားတဲ့အချိန်မှာကိုကျော်ကိုဘလို့ဝမ်းသာခဲ့ရလဲဗျဟုတ်အဲ့တော့ကျွန်တော်တို့ခုနပြောနေလူကြီးမဖြတ်ခဲ့ပါဘူးကြာသေးတယ်ကျွန်တော်တို့ထည့်တယ်အဲ့တလနီးကိုကျွန်တော်တို့ကန်သွင်းရတယ်နဲ့တူပါတယ်ဟုတ်ကဲ့ကန်သွင်းတော့အယောက်40လောက်ရှိတယ်အဲ့တော့ရှေ့တန်းလည်းလို့ရောင်ဝင်းတို့ကျွန်တော်တို့ဒီရန်ကုန်သိပ္ပံလည်းပါကောင်းပါလူတော်တော်များတယ်အခုအဲ့တော့တယောက်ကျွန်တော်တို့တွက်ကြတယ်ရှေ့တန်းဘယ်နှယောက်ရှိတာတကယ်ရှိငါတို့ပါမလားဘယ်လိုဖြစ်မလားဟိုဘက်ကဘယ်လိုပြောမလဲဒီရှေ့တန်းတိုက်စစ်မှုကဘယ်သူဘယ်ဝါအဲ့လိုပေတီးတွက်တော့ပထမဆုံးခောက်ဆိုတော့အရန်ပါကျင်ကြတာကြံနေခက်ပါလေအဲ့လိုမျိုးစိုးရင်ကြတယ်ပါအောင်တော့လူမျိုးပဲစူးစမ်းရတာပဲဆရာဘာလဲကြိုက်တယ်အဲ့လိုမျိုးဟာတာလေးတစ်ခုပြောရမယ်ဆိုကျွန်တော်အဲ့လိုတရက်မနက်ပိုင်း training ဆင်းရောထင်တယ်ဆရာဆန်းကျွန်တော်တို့ထင်တယ်ရှင်းနာရီခွဲလောက်မှာ training စဆင်းနေတယ်တွေ့ရှင်းနာရီခွဲအဲ့တော့ဒီ academy လေးမဟုတ်သေးဘူးဒီရန်ကုန် academy လေးမဟုတ်သေးဘူးအဲ့တော့ဒီမြက်အစ်စ်ပဲရှိတယ်ကျွန်တော်အဲ့ကွင်းမှာဆင်းရတယ်ဒီမြက်အစ်စ်ကွင်းကိုနှစ်ကွင်းအဲ့ကွင်းလေးပဲဒီဘက်ကွင်းလေးမှာဆင်းရတော့အဲ့လိုကျွန်တော်ဆင်းရော training ဆင်းနေနဲ့တချို့ကအဲ့တော့တစ်ပင်ပန်းပင်နေနဲ့ကောင်းတစ်ပင်အရိပ်ရသေးတယ်အရိပ်ရတဲ့နေရာရှိတယ်အရိပ်မရတဲ့နေရာရှိတယ်အဲ့တော့ဟာတာလေးတကောဘာလဲဆိုတော့တချို့ကြအဲ့လိုနေပူလာ9နိုင်လောက်နေပူလာဆိုတော့နေပူတော့မလုပ်ချင်နေထဲမှာလုပ်အဲ့စကားတွေကျတော့မှတ်ရတော့ဟာတာနေနဲ့အဲ့လိုဆရာပြောတော့ဆရာတော့စီးရထားပြီးတော့မင်းတို့ကောင်းနေချန်ပီယံဖြစ်ချင်တဲ့ဆိုဘာဖြစ်လို့နေထဲမှာလာနေတာလဲဆရာကတော့အဲ့လိုမျိုးသူတို့အဲ့မှာကလေးaggressive တင်ကြားပေးတယ်ပေါ့နော်
come on ပင်ပန်းမယ်ဒီခီးကပင်ပန်းမယ်ဆိုတဲ့အရာမျိုးသူကပြခဲ့တယ် ဟုတ်ကဲ့ အဲ့တော့ okay အဲ့လိုမျိုးကျွန်တော်တို့ဒီ training ဆင်းနေတယ်ဒါတော့ဆရာရဲ့စကားလေးတစ်ခုပေါ့အမှတ်ရလို့ပြောတော့ ဟုတ်ကဲ့ဗျာ အဲ့လိုမျိုးပါသွားပြီဘယ်လောက်ထိဝမ်းသာရလဲဆိုတော့ဘယ်လိုပြောမလဲအဲ့ဒီချိန်ကတော့ဟိုခုနကပြောပေသီးအတွက်နဲ့ပါသွားပြီဆိုပြီးတော့ပဲအဲ့လိုမျိုးဝမ်းသာခဲ့ရတယ်အခုလိုမျိုးကျွန်တော်တို့အခုဘရာဇီးလေးလိုမျိုးနာမည်ခေါ်ပြီးပျော်ရတဲ့ပုံစံမျိုးသဘောပဲအဲ့ပုံစံမျိုးသဘောရေထဲမှာ yes ကိုကဒီကောင်လေသူတို့ကတော့ TV ကြည့်ရတာ TV ရတဲ့ဘာညာမိသားစုနဲ့ကျွန်တော်တို့ကတော့မိသားစုနဲ့ဝေးနေတာကိုကကြိတ်ပြီးတော့ပဲ yes ဆိုပြီးအဲ့လိုမျိုးအောင်ပွဲခံခဲ့ရတာပေါ့အိမ်ကအတိပေးရတာအိမ်ကိုလဲပြီးတော့အတိပေးရလားဆိုတော့အဲ့တော့ကျွန်တော်ဖုန်းကွန်တက်လည်းမရှိဘူးစာလူအခုဘယ်လိုပြောလဲအခုဆိုအိမ်ကငါသားရေနေကောင်းလားဆိုအဲ့လိုစာလေးနဲ့ပဲ robot ပေးရတာစာလေးနဲ့ပဲရေးပြီးဘောဆိုအဲ့တော့လည်းလူကြုံလည်းရှားတယ်လူကြုံလည်းရှားတော့ကျွန်တော်ထင်ပါတယ်အဲ့တော့အိမ်ကတိကောင်းဆိုရင်ကျွန်တော်ကျင်တယ်ဒီ11တို့ဒီအဲ့တော့ဒီ media ဒီသတင်းစာပေါ့အားသာသတင်းစာကနေပြီးတော့တိကောင်းတိသွားလိမ့်မယ်ပေါ့ဟုတ်လူစင်းတော်ရင်တိသွားမှာပေါ့ဟုတ်ကဲ့ဟုတ်ဒီလိုနဲ့ကိုကျော်ကိုတို့ဒီပြပခီးစဉ်ပထမဆုံးချိန်လေရင်စီးရတဲ့အတွေ့အကြုံလေးကိုပြောပြပေးပါဦးအဲလေခီးစေဆိုတော့ဟာတာတွေလည်းပြောရပါတော့လေဘာမလုပ်တော့ဘူးလေပထမဆုံးပါတယ်အဲ့လိုမျိုးဒီသူတို့ပါ arrival card မဟုတ်ပါဘူးarrival card ရဲ့နောက်ပြီးတော့ဗာလဲအဲ့လိုဗာလဲ depression card arrival card နှစ်ခုဖြည့်ရတယ်အဲ့ဒီတယောက်နဲ့ဟိုလူဖြည့်ဒီလူဖြည့်ဟိုဆရာတွေက like ကူညီပြီးဖြည့်ပေးတယ်လေရင်ပေါ်ကအတွေ့အကြုံတော့အဲ့လိုပဲပေါ့နောက်ပြီးတော့မုံလေးတွေဆိုလည်းအဲ့လိုမျိုးစားရင်စားတယ်မစားရင်စားလို့ကုန်ရင်လည်းအဲ့လိုအိတ်လေးတွေတဲ့တစ်ရှူးလေးတွေနောက်ဆုံးပါလဲအပြန်ခောက်ဆိုရင်နမရထင်အဲ့လေရင်ပေါ်ကအမတ်တရဆိုမဟုတ်ဇုံလေးတွေပြည့်ပါတယ် coffee မုံလေးတကြားမုံလေးအဲ့လိုတရားထုတ်လေးတွေအဲ့လိုလေးတွေပါတယ်အိတ်တဲ့အကုန်လုံးအဲ့ဒါလေပေါ်အတွေ့အကြုံပေါ့လေရင်ခောက်ဟုတ်အဲ့ဒီပထမဆုံးအခောက်မှာじゃကိုကျော်ကိုဒီဘယ်နိုင်ငံကိုစပြီးတော့ထွက်ခတ်ရလဲဗျဟုတ်ကဲ့အဲ့နှစ်က2004လာအို first day ပဲလာအို first day ပဲမှာဒီအသက်73နှစ်ယောက်နေနဲ့ကျွန်တော်ထင်တယ်အဲ့တုန်းကလည်းအာဆီယံမှာပထမဆုံးနှစ်လားမသိဘူးဟုတ်ဘာလို့ဆိုတော့ကျွန်တော်တို့ထင်ရပါတော့ဘာလို့ဆိုတော့ဒီအားသာသိပ္ပံကလည်းအဲ့ဒီမှာကျွန်တော်နှစ်မှာပဲစပြီးတော့အသက်73နှစ်ယောက်ဆိုစတင်ဖွဲ့စည်းတာဟုတ်စတင်ဖွဲ့စည်းတဲ့နှစ်စတင်ဖွဲ့စည်းတဲ့စတင်ကစားခိုင်းတဲ့ဒီအာဆီယံ first day ပဲပွဲလို့တော့ကျွန်တော်တို့ထင်တယ်ဟုတ်ကဲ့ဗျဟုတ်ကျွန်တော်တို့ဒီအဲ့ဒီမှာကိုကျော်ကိုအနေနဲ့ဒီပြပခီးစဉ်မှာအခန်းပေါ်ဘယ်သူဖြစ်မလဲဗျဟုတ်ကဲ့အခန်းပေါ်ရာဝင်းပဲထင်တာပဲအဲ့လောက်တော့မပြီးတော့ရာဝင်းလို့တော့ထင်တာပဲကျွန်တော်ရှေ့တန်းတိုက်စစ်မှုတော့ရာဝင်းရှိမယ်ကျွန်တော်ရှိမယ်စူပြေရှိမယ်ကျွန်တော်တော့ရာဝင်းလို့ပဲထင်တယ်ရာဝင်းနဲ့ပဲထင်ခဲ့ရတော့ဟုတ်ကိုကျော်ကိုတို့ဒီလာအိုရောက်တဲ့အချိန်မှာပေါ့နော်ဒီမြန်မာနိုင်ငံနဲ့ဒီကွာခြားချက်တွေရောဘာတွေရှိလဲဗျာမရှိဘူးဗျကျွန်တော်အဲ့လိုမျိုးထင်ခဲ့တာလာအိုဆိုတခြားဒီပြနိုင်ငံရောက်တော့လူတွေလည်းတခြားပုံနေအဲ့လိုမျိုးကျွန်တော်တို့ TV တွေကြည့်ဘူးတဲ့နိုင်ငံသား player ကြီးတွေအဲ့လိုမျိုးပဲထင်ခဲ့တာဒါပေမဲ့ဟိုရောက်တော့ကျွန်တော်တို့လိုပဲသူကဒီအာဆီယံဆိုတာအာဆီယံသားရေအာဆီယံလူမျိုးပဲကျွန်တော်တို့ ਨੇ မျက်နှာကြားမျက်နှာပုံအဲ့လိုလာအိုလူမျိုးတွေအတူတူပဲပြီးကြတော့အစားအသောက်လည်းအတူတူပဲအစားအသောက်လည်းအကုန်လုံးတော်တော်များများတော့ဘာမှဟိုထူးထူးခြားခြားကွဲပြားသွားတာဆိုဘာမှမရှိဘူးအကုန်လုံးတူတူတွေပဲဟုတ်ကဲ့ဗျဟုတ်ဒီအဲ့ဒီအချိန်မှာကျွန်တော်တို့ဒါကိုယ့်ရမှာဒီပြည်တွင်းမှာတော့လို့မဟုတ်တော့ဘူးပြည်တွင်းမှာတော့ကိုနဲ့ဒီကန်နေကြကစားသမားတွေအများနဲ့ထွင်နေစင်းနေကြကစားသမားတွေနဲ့ပဲပြိုင်ဆိုင်ခဲ့ရတယ်ပေါ့နော်အဲ့ဒီအချိန်ကျရင်တခြားနိုင်ငံကကစားသမားတွေနဲ့ဒီစတင်တွေ့တဲ့အချိန်ပြိုင်ဆိုင်ရတဲ့အချိန်မှာကိုကြီးအနေနဲ့ feeling ဘယ်လိုရှိခဲ့လဲဗျအဲ့ဒီတော့ကျွန်တော်တို့ပထမတစ်ရက်ထိုင်းနဲ့ကစားတာအဲ့ရပထမကျွန်တော်တို့ထင်တယ်ကျွန်တော်တို့အုပ်စုထဲမှာထိုင်းပါတယ်အဲ့တော့ကျွန်တော်တို့ပွဲမစားခင်မိုးရွာခဏကမြန်မာရက်ပဲဘာလို့မိုးရွာကျွန်တော်တို့ရန်ကုန်မှာဆိုလဲအဲ့လိုမျိုးဒီရှေ့ April အဲ့လောက်မှာမိုးရွာတာများတာဟုတ်အဲ့တော့ဒီနေ့မိုးရွာတယ်ငါကောင်ဒီနေ့ငါတို့ပွဲပဲဘာညာဆိုကျွန်တော်တို့အဲ့လိုမျိုးထိုင်းနေပါငယ်တော့ထိုင်းနေပါတည်းအဲ့လိုပြိုင်ဘက်ရယ်ပါရယ်လို့အဲ့လိုမျိုးတိတ်ပြီးတော့တတိမထားမိသေးဘူးအဲ့လိုကလေးရဲ့ကိုရပထမဆုံးတွေ့ကြုံကြရတယ်ဒီလိုမျိုးပဲလာကွင်းထဲဝင်ငါတို့ချရမယ်အဲ့လိုပုံစံမျိုးပဲဘယ်လောက်ထိချလဲဆိုဆရာကဘယ်လိုပြောမလဲကျွန်တော်တို့ဟိုမှာဘယ်လိုပြောကိုယ်စိတ်ကိုပဲရဲကိုကစိတ်ကရဲတယ်ကိုလိုပဲကျွန်တော်တင်မို့ကျွန်တော်ရောင် striker အဲ့ striker ကစားဟုတ်ကဲ့တ
တယောက်ကထိန်တယောက်ကဘော်လီရိုက်ဘက်ကင်နေရိုက်အဲ့လိုဘယ်လိုပြောလဲလိုအပ်တာတပူရှိုးပြမင်းတို့ကောင်တွေကကွာငါတင်သားတာမင်းတို့ကဒီလိုမျိုးတွေမင်းတို့ကိုလို့ကစားချင်လို့ကစားသွားတယ်ဆိုပြီးတော့အဲ့လိုမျိုးပထမဆုံးချက်ကအဲ့လိုကျွန်တော်တို့စိတ်ထဲမှာတော့အဲ့လိုဘာမှမရှိလိုက်ဘူးအဲ့လိုဘယ်တင်းနဲ့ကြမယ်ဘယ်လိုစိတ်ထားရမယ်ဟိုအဲ့လိုမျိုးခုနကစားမယ်နိုင်ဆရာတွေကပြောတာနိုင်အောင်ကစားမယ်ဆိုတဲ့ပုံစံခုနကမိုးရွာတယ်အဲ့လိုအကြောင်းလေးတွေနဲ့ဒါပေမဲ့ကွင်းထဲမှာအဲ့လိုမျိုးပထမဆုံးစကန်တယ်ကြောက်စိတ်ရယ်လို့တော့မရှိဘူးငါတို့လောက်ကြမယ်ချကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲအဲ့လိုမျိုးစိတ်ဖက်ကစားခဲ့တာပေါ့ဟုတ်ကဲ့ဗျဟုတ်ကျွန်တော်တို့ဒီကစားတော့ဒီ festival တော့ဒီကလေးတွေအတွက် festival ပဲပေါ့နော်ဒါပေမဲ့ဒီအနိုင်ရှုံးဆိုတာတော့ရှိခဲ့မှာပဲပေါ့နော်ကိုကျော်ကိုဒီနိုင်တဲ့အချိန်မှာရောဘယ်လိုပြောရကလေးပြီးတော့ကျွန်တော်တို့ဒီရှုံးတဲ့အချိန်မှာရောဒီကိုဘယ်လိုတွေပြန်ပြီးတော့တုံးတက်မိလဲဗျဟုတ်ကလေးတွေအဲ့တော့အငယ်ဆိုတော့ကျွန်တော်တို့အဲ့လိုနှစ်ကြော့ကန်တာလားမသိဘူးနှစ်ကြော့ကန်တယ်ဆိုကိုထိုင်းနဲ့နှစ်ပွဲကန်တယ်နှစ်ပွဲကန်တာလားမသိဘူးဥပမာမိနစ်30နှစ်ပိုင်းမိနစ်30နှစ်ပိုင်းလူကြီးတွေလို့ကျွန်တော်45မိနစ်မကစားဘူးမိနစ်30နှစ်ပိုင်းကစားတယ်ပြီးကြရင်နောက်တစ်ရက်ကြရင်တပွဲကစားအဲ့လိုတရက်ကိုတပွဲကစားရတာကျွန်တော်တို့ကနားချိန်မရှိဘူးအဲ့တော့ကိုစကိုးတွေအဲ့လိုအနိုင်အရှုံးတွေကြတော့အဲ့လောက်မှကလေးကျွန်တော်တို့ကဟိုလိုမျိုးဟိုတိတ်ပြီးတော့ဟိုဖိအားမရှိဘူးလို့ပဲပြောအောင်ပါဒီဆရာတွေကလည်းအဲ့ပေါ်မှာကိုကျွန်တော်တို့ pressure မရှိဘူးအဲ့လိုမျိုးကစားဖို့ဘောလုံးနဲ့တူအောင်ကစားဖို့ပြီးကြတော့ဟိုအကောင်းဆုံးဖြစ်အောင်ကစားဖို့အဲ့လိုမျိုးတန်တန်ရှင်းရှင်းကစားဖို့အဲ့လောက်ပဲကျွန်တော်တော့မှတ်မိတယ်ပေါ့ဟုတ်ကဲ့ဗျဟုတ်ဒီပြပခီစင်မှာတော့ဒီကျွန်တော်တို့ဒီ remake ပေါ့နော်အခန်းပေါ်ကလည်းဒီကိုရအောင်ဝင်းနေပဲပေါ့ဟုတ်တယ်သူနဲ့ကတော့တော်တော်လေးရင်းနှီးမယ်လို့လည်းထင်ပါတယ်ဟုတ်တယ်တွဲတယ်ကျွန်တော်တို့ဒီခုနပြောတယ်ကျွန်တော်တို့ခုနလီဘေကူတွဲလေးတွေကစအဲ့စားကလေးကစကျွန်တော်တို့တငယ်ချင်းတွေမြန်မာတန်းမိနေမြင်လာတဲ့တန်းခင်တဲ့တငယ်ချင်းတွေပေါ့ဟုတ်ကိုကျော်တို့ဒီအခန်းထဲမှာရောကိုကျော်တို့ဒီဟာသားအဖြစ်ပြက်လေးရှိခဲ့သေးလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီဘောလုံးမစားတဲ့အချိန်မှာကျွန်တော်တို့ဟိုဒီနိုင်ငံထဲမှာ live ပို့တဲ့ဟာလေးရောဒီအမှတ်တရလေးရှိရင်လည်းကျွန်တော်ပြောပြပေးပါအောင်ဗျာဟုတ်ကဲ့โอเคအဲ့တော့ကျွန်တော်တို့အဲ့လို festival ပွဲပြီးပြီးနောက်တစ်ရက်ကြာကျွန်တော်တို့အဲ့လို live ပို့တယ်ဟုတ် live ပို့လို့ shopping ပေါ့ live ပို့တော့ shopping live ပို့တော့ကျွန်တော်တို့အဲ့တော့ဒီဘယ်လိုကြောင်းရလို့တော့မသိဘူးကျွန်တော်တို့65ချက်ဒေါ်လာ65ချက်အဲ့ကလေးတွေကိုဘယ်လိုပဲအသက်မပြည့်သေးလို့လားဘာလို့လားမသိဘူးအဲ့အသက်ပြည့်ပြီဆိုရင်ဘယ်လောက်100 200လားအဲ့လိုမျိုးရတယ်ပေါ့နော်ကျွန်တော်ကျတော့အဲ့လိုမျိုးကလေးတွေဆိုတော့65ချက်ပဲရတယ်အဲ့ကျွန်တော်တို့တရက်လိုက်ပို့အဲ့ shopping mall တစ်ခုလိုက်ပို့တော့အဲ့ကျွန်တော်လည်းသွားကြတော့ဟို shopping ရောက်တော့အဲ့လိုအားကစားပစ္စည်းဆိုင်အဓိကအားကစားပစ္စည်းသွားကြည့်ရအဲ့တော့ဝင်းယွန်းနီဒီလိုဘောလုံးလေးကြိုက်ပြီးကြိုက်ထားတယ်အဲ့ Nike ဆိုင်ဝင်သွားလိုက်တယ်အဲ့လိုဒီနားလေးကအပေါ်က Nike အောက်က90 T90 လားမသိဘူးအဲ့လို T-shirt လေးရှယ်လေးသွားပြီးတော့သွားကြည့်လိုက်ဒေါ်လာ90ကိုရတာနဲ့ကိုက65ရဒေါ်လာ90ဆိုတော့ပြဆရာလို့မဖြစ်ဘူးလို့ဒီမှာဒေါ်လာ90လို့ကျွန်တော်တို့65ချက်ပဲပါတာတခြားဟိုလိုပေါ့နည်းနည်းအဆင်ပြေတဲ့ဈေးတွေသွားထပ်ပို့ခိုင်းရတော့ဘိုးကျုံဈေးလို့ပါတော့အဲ့လိုမျိုးကျွန်တော်ဘိုးကျုံဈေးညစဝယ်လို့ရတဲ့ဆိုင်တွေဟိုဒေါ်လာ$2 $3 အဲ့လိုဈေးဆိုင်ကိုပြန်ပြီးပို့ခိုင်းရတာဟာတာနေတယ်ရီရလာဆိုအဲ့လိုကျွန်တော်ပွဲတွေကပြီးသွားပြီပြီးသွားအဲ့လိုတကယ်ချင်းတွေအခက်တမှာအဲ့လိုရှောက်စားနေတကယ်ချင်းတွေပွဲကစားနေတော့ကြွတ်မတက်ဘူးနှစ်ယောက်သားရမ်းဖြစ်ပြီးလုံးနေတဲ့ချိန်မှာလာပြီးကြွတ်တက်တာအဲ့တော့မှတ်မိတယ်အဲ့ဒါတော့ဟာတာပဲလို့အဲ့ဒါလည်းဟာတာပဲလို့ပြောပွဲကစားတော့ကြွတ်မတက်ပွဲကစားတော့နှကောင်သားဟိုဘယ်လိုလဲမီးပွင့်အောင်ကစားတယ်နှကောင်သားဗာမင်းပါလဲငါပါလဲအဲ့လိုဘယ်လိုပြောလဲဆရာတွေကအဲ့လိုမျိုးပြောလောက်အောင်ကစားတာအဲ့လိုရေကုန်ရေကန်းကစားတယ်လို့ပဲပြောအောင်မှာကစားပြီးဟိုတယ်ကလေးပြန်ရောက်မှရောက်ရေချိုးနေတဲ့ကလေးဆိုစောကြစကြနောက်ကျညစ်ကြပါညာအဲ့လိုညစ်ကြလာကြွတ်တယ်ပြပခီစဉ်လာဝါနေပြီးတော့ဒီပြိုင်ပွဲရလဲဒီ festival ပွဲတွေကလည်းပြီးပြီပေါ့နော်ပြီးပြီဆိုတော့ကျွန်တော်တို့ဒီမန်လေးအားစားသိပ္ပံကိုပြန်ရောက်တဲ့အချိန်မှာရောကိုကြီးတို့ဒီလက်ရွေးစင်ပါတဲ့အတွက်ဂုဏ်ပြုပေးတာတွေဘာရောရှိခဲ့သေးလားဗျဟုတ်အဲ့တုန်းကကျတော့ကိုတို့ကကျောင်းပိတ်ရက်ဖြစ်သွားပြီဒီဧပြီလဆိုဒီ4လပိုင်းဆိုကျောင်းပိတ်ရက်ဖြစ်သွားကျွန်တော်ကိုတို့ကျောင်းမပြန်အောင်အိမ်ကိုတန်းပြန်ရတယ်ပေါ့နော်အိမ်ကိုတန်းပြန်ရတယ်ဆိုတော့အခုထုံးစံတိုင်းပေါ့ဟိုဒီစကိုင်းမန်းလေးကားကိုစီးတယ်စကိုင်းမန်းလေးကားကိုစီးပြီးတော့အခုဒီ
ဒီအခုလောက်ခဲ့တဲ့လက်ဖေးဆိုင်ကဦးလေးအိမ်ကိုဝင်တယ်ပေါ့နော်ဦးလေးဆိုင်ကိုဝင်တယ်တုံးတန်တိုင်းပဲဝင်ပြီးနှုတ်ဆက်တာပေါ့ကျွန်တော်ပြန်လာပြီပါညာဝမ်းသာအားရနဲ့ပြန်လာနှုတ်ဆက်မလို့ပဲရှိသေးတာပေါ့ ဟုတ် ဒီအမတယောက်ကနေပြီးတော့မင်းဖို့ဆုံးပြီတဲ့ကျွန်တော်အဲ့လိုမျိုးပေါ့စီးပြီးတော့ပြောကိုကဝမ်းတာကိုကဝမ်းပန်းတတာဖြစ်လာပေါ့ဘာလို့ဝမ်းတာလဲကျွန်တော်အဲ့ဒီမှာဒေါ်လာတွေပါလာတယ်ဒေါ်လာတွေနောက်ဒေါ်လာဆိုအများကြီးတော့မဟုတ်ပါခုနပြောတယ်65ကျပ်ရယ်ဘာပဲဖြစ်ကျွန်တော်တို့ဒါပထမဆုံးမြင်မှုတာပေါ့ဒေါ်လာရယ်နောက်ပြီးတော့မြန်မာငွေတော်အဲ့လို3-4သိန်းလောက်ရှိမယ်နဲ့တူပါတယ်အဲ့လိုငိုးပေးတာပဲဖြစ်ကျွန်တော်မဝယ်မချမ်းမှဆိုဘယ်လိုပြောဘာမှမလုပ်ခဲ့တယ်ကျွန်တော်ဆုခဲ့တဲ့ငွေအမောက်လေးနဲ့ပြန်လာပြီးတော့အဖိုးကိုပေးမယ်ဆိုပြီးတော့ကျွန်တော်အဲ့ဒီစိတ်ကူးလေးနဲ့အိမ်ပြန်လာအမပြောတော့ဆုံးပြီတဲ့ကျွန်တော်မနှောင်းနဲ့ဗျာကျွန်တော်မနှောင်းနဲ့ဆိုပြီးတော့ကျွန်တော်ဆက်သွားတော့ကိုဒီတိုင်းပဲပုံမှန်တိုင်းပဲတော့နောက်တယ်လို့ပဲထင်တယ်ဒါအဖိုးဆုံးတဲ့ကိစ္စမနှောင်းခါဘူးပါညာနဲ့ကျွန်တော်အဲ့လိုကျွန်တော်စိတ်ဆိုးမှန်ဆိုးနေပဲကျွန်တော်ဒါပေမဲ့ထွက်ခဲ့လိုက်ပဲဂုံးပေါ်လည်းရောက်လာတကယ်လဲကျွန်တော်ဖိုးဆုံးသွားတယ်ကျွန်တော်ဖိုးဆုံးတော့အဖွားအရင်ဆုံးပြောတာမင်းပြန်လာပြီမင်းမီလှုပ်ဆောင်စားလိုက်ရအောင်ဆိုပြီးအဖွားအရင်ဝမ်းနဲ့ပတ်လည်နဲ့ဒါမဲ့ကျွန်တော်ဟိုလိုမိလားဆိုတော့မမိဘူးဟိုရဲ့ဟွာကိုလည်းမမိလိုက်ဘူးနာရီကိုမမိလိုက်ဘူးအဖိုးဆုံးပြီးကျွန်တော်2ရက်3ရက်လောက်နေမှာအိမ်ကိုရောက်ပါတယ်ဒါကတော့ဟုတ်တယ်နော်ဘာဖြစ်လဲဆိုတော့ဒီအဖိုးကလည်းအရာကူညီခဲ့တယ်အဖိုးကလည်းအဖေတယောက်လိုပဲစောင့်ရှောက်ခဲ့တယ်ကိုဒီလိုတွေဖြစ်အောင်လည်းလုပ်ပေးခဲ့တယ်ဆိုတော့ဖိုးတော့သိစေချင်ပါအဲ့ချိန်မှာတော့ဝမ်းတော်တော်လေးကိုနေခဲ့မှာပေါ့နော်ကျွန်တော်အဲ့နေ့တညလုံးတနေ့ကုန်လုံးမယုံကြည်နိုင်သေးဘူးဒါပေမဲ့ကျွန်တော်အရန်ကျွန်တော်ဒီရဲ့အချိန်တွေကိုကူညီခဲ့တဲ့လူတယောက်ကဒီလိုမျိုးရုပ်တရက်ကိုအဆင်ပြေလာတဲ့အချိန်ကြာမရှိတော့ဆိုတဲ့ရုပ်တရက်ခံစားချက်ကကျွန်တော်တို့ကလုံးဝကိုခံစားလို့မရအဲ့ဒီတနေ့ကုန်တော့ကျွန်တော်ငိုပြီးတော့ပဲအိပ်ပျော်သွားတယ်ပေါ့ငိုပြီးတော့ပဲအိပ်ပျော်သွားတယ်ကျွန်တော်ဘယ်သူမှလည်းစကားပြောလို့မရဝမ်းနဲ့ဝမ်းတာဆိုတာအဲ့ခံစားမှုကကျွန်တော်ရဲ့ပထမဆုံးခံစားမှုဟုတ်ဒါကတကယ်ကိုအမှတ်တရပဲပေါ့နော်ဘာဖြစ်လဲဆိုတော့ကိုပထမဆုံးမြမလေစဉ်လူငယ်စပါတယ်ပြန်လာတဲ့အချိန်မှာကိုဖိုးကဒီလိုဖြစ်သွားတယ်ဆိုတော့လေဟုတ်ကဲ့ဟုတ်အဲ့နောက်ပိုင်းရောကိုကျော်ကိုအနေနဲ့အိမ်မှာရောကျွန်တော်တို့ဒီကျောင်းကလည်းပိတ်ထားရဆိုကိုပိုင် training တွေပါတယ်ရောလုံးဖြစ်သေးတာဗျဟုတ်ဒီလိုပဲပြောအောင်ပါကျွန်တော်အဖိုးချပေးတဲ့လမ်းကြောင်းကိုပဲကျွန်တော်သွားခဲ့တယ်ဆိုတော့အဖိုးပါလမ်းကြောင်းချခဲ့လဲကျွန်တော်ဒီလက်ဖေးဆိုင်လေးဒီကြောင်ပေးရဲ့လက်ဖေးဆိုင်လေးကူလုပ်တယ်training သွားဆင်းတယ်ဒီဆရာတွေနဲ့အတူတူဒီကျွန်တော်တို့ဆရာအောင်ကျော်စင်းဒီပုံမှန်တိုင်းကျွန်တော် training ဆင်းပါတယ်ဟုတ်ဟောကိုကြီးကဒီနားရက်တွေမှာလဲကိုကြီးဒီဘက်မှာနားမနေဘဲနဲ့ဒီတစ်ဖက်တစ်လမ်းကနေပြီးတော့ဒီလက်ဖက်ရည်ဆိုင်မှာလဲအလုပ်ကသွားလုပ်လိုက်သေးရပေါ့နော်။ဘာလို့ဆိုတော့ဘယ်လိုပြောမလဲဒီဦးလေးတွေကလည်းအဲ့လိုလာလုပ်ပြီးဆိုရင်ကျွန်တော်ဘယ်လိုပြောမုံဘိုးအနေနဲ့ပေါ့မုံဘိုးရတယ်ပေါ့ကွာမုံဘိုးရတယ်ဆိုတော့ဘာညာမဟုတ်ကိုကြောင်းသွားတဲ့ခါကျရင်ကားစိတ်တွေစားစိတ်တွေအဲ့လိုမျိုးတငယ်ချင်းနဲ့အဲ့လိုမျိုးစားကြတဲ့ခါကျရင်စိတ်လေးတွေရတာအဆင်ပြေအောင်လို့ပေါ့ဟုတ်ကဲ့ကျော်ကိုအနေနဲ့ကျွန်တော်တို့ဒီအပိုင်း3မှာကတော့ကျွန်တော်တို့ဒီပထမဆုံးနိုင်ငံတကာခီးစဉ်နဲ့ပထမဆုံးမြမလေစဉ်လူငယ်စပါတဲ့အချိန်ရမှာဒီအပိုင်းလေးမှာရောဒီဖြစ်ဆက်ပြောချင်တဲ့အပိုင်းလေးရောရှိသေးလားဗျ။ဟုတ်ကဲ့ကျွန်တော်တို့သွားခဲ့တဲ့အချိန်မှာဒီတငယ်ချင်းတွေနာမည်တွေတချို့နာမည်တွေကြံကောင်းကြံနေခဲ့မှာကျွန်တော်အားလုံးတတိယပါတယ်လို့အားလေးကိုဖြည့်ဆက်ပြီးပြောချင်ပါတယ်ဟုတ်ကဲ့ပိုင်းလေးမှာပြန်လဲဆောင်တွေ့ကြပါမယ်ဗျဟုတ်ကဲ့ကျေးဇူးပါ